မင်္ဂလာပါမငယ်ရအောင်สวัสดีค่ะဒီနေ့ day 1မမရင်ကเนาะထိုင်းစာထိုင်းဘာသာစကားကို sharing လုပ်ပေးမယ်ပထမဆုံးရက်ပြဖြစ်ပါတယ်ရှင်အားလုံးစာလုပ်ဖို့အဆင်သင့်ဖြစ်ပြီလားရှင်ကဲထိုင်းစာကိုဒီနေ့စပြီးတော့တင်ပေးပါမယ်เนาะအရင်ဦးဆုံးပေါ့เนาะထိုင်းကြီး44လောက်ကိုတင်ပါမယ် page 1ပေါ့เนาะစာမျက်နှာ1ပေါ့เนาะထိုင်းကြီး44လောက်တင်ပါမယ်ဒီမှာဆိုလို့ရှိရင်မမရင်တင်ပေးပါမယ်เนาะဒါဆိုလို့ရှိရင်ကောไก่ဒါဆိုလို့ရှိရင်ခေါ်ไข่ဒါကခေါ်กดคอควายคอคนคอระคันงองูจอจันชอจริงชอฉังซอสู้ชอกระเชอยอหญิงดอชดาตอปะแตะทอถังทอมนโททอผู้เท่านอเนงดอเด็กตอเต๋าทอทูมทอทหารทอเทอนอนูบอใบไม้ปอปลาพอพึ่งฟอฝาพอพังฟอฝันพอสำเภามอม้ายอยักษ์รอเรือลอหลิงวอแวซอสาลาซอริสีซอเสือหอฮิปลอจุลาออังหอนุพุ่งဒီလက်စာပန်းပေါ့နော်ထိုင်းပြီး44လုံးဒီနေ့တင်လိုက်ပါတယ်ရှင်ဒီနေ့ထိုင်းပြီး44လုံးကိုတင်ခဲ့ပြီနော်လက်ဆန်1မှာပြီး44လုံးတင်ပြီးပြီသိချင်တာရှိလို့ရှိရင်လည်းမရင်ရဲ့ဒီ comment အောက်မှာရေးလာလို့ရပါတယ်